အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်နာမည်ကတော့ဘလော့ဘန်မောင်ကြီးပဲဖြစ်ပါတယ်ခင်ဗျာဒီနေ့မှာတော့ပြည့်ဆက်လေးနဲ့အမေဒါကြိုလေးချက်ပြပါမယ်ခင်ဗျာအားလုံးပဲလိုက်ကြည့်ပေးပါဦးခင်ဗျာအရင်ဆုံးအမေဒါလေးကိုပြုတ်ထားလိုက်ပါမယ်ခင်ဗျာဒီမြင့်ဆက်ကိုကြောင့်မြင့်ပြုတ်ထားတာလေးနဲ့ကျွန်တော်ကြက်သွန်ဖြူကြက်သွန်နီနီယိုဒီစိန်ကြိတ်ထားတာလေးရောပြီးတော့ချက်ပါမယ်ခင်ဗျာအခုပြီးရောငပိစိမ်းသားလေးထည့်ပါမယ်စားထည့်ပါမယ်အချုံမုတ်ထည့်ပါမယ်ပြီးတဲ့ခါကျရေဝတားမုတ်လေးထည့်ပါမယ်ပြီးတဲ့စီလေးအနေငယ်ထည့်ပြီးရေလေးထည့်ပြီးဒီဟာလေးကိုပြီးပူလေးနဲ့ချက်ထားရပါပြီခင်ဗျာအမေဒါပြုတ်တာရပြီဆိုရင်တော့အမေဒါလေးကိုနည်းနည်းလေးထုပေးထားလိုက်ပါမယ်ခင်ဗျာအမေဒါကိုထောင်းလုပ်ပြီးတော့ဘီပူလေးနဲ့ကြော်ပေးလိုက်ပါမယ်ခင်ဗျာဒါဆိုရင်တော့အားလုံးကြိုက်တဲ့အမေဒါကြော်လေးရပါပြီခင်ဗျာမြစ်ချက်ထားတာလေးကိုရကန်နေဆိုရင်တော့အကြီးချင်းလေးထည့်လိုက်ပါမယ်ခင်ဗျာဒါဆိုရင်တော့မြစ်ချက်တာလေးရပါပြီခင်ဗျာကဲအခုဆိုရင်အမေဒါကြော်လေးနဲ့မြင့်အဆက်လေးရပါပြီခင်ဗျာအားလုံးပဲလက်လုံဆောင်ကြပါအောင်ခင်ဗျာအားလုံးကျေးဇူးပါ